ဟုတ်ပါအေး အဲ့ဒါကုန်မယ်တော်လိုက်တော့ဖိုးခွေးလိုက်ရ ဝယ်ပြီးနင်တို့ထိုးလိုက်ရော နော်ရပြောနေတယ်ငါတို့မင်း မီးလျှော်အောင်ထင်းတယ်နော်အောက်မှာနည်းနည်းကတ်လာတယ်ဟဲ့ကတ်ဘူးလားအမလေးမြင်းနေရကြောက်လို့အောင်မေးပါမရတာအဲ့ဒီတော့မစားတော့ဘူးကွာဝေးဟိုကျွန်တော်ကြောက်ထုတ်ပြန် ဒီဘက်တစ်ချမ်းများနေတယ်နော်ဟိုဘက်တစ်ချမ်းမပါသေးဘူးနော်ဒီဘက်တစ်ချမ်းများတယ်ခွာကြပါဦးပုံလေးမပါဘူး ဘယ်ဝင်းလဲခေါ်လာလဲနိကများတယ်တွဲရကြရောက်မှာတော့ဒီဘွားတော့ဒီဟုတ်တာဘယ်ကဥစားလဲ ဒီအပေါ်မိုက်တယ်ဒီတဲ့ပေါ်မိုက်ဘယ်ကတည်းက ဘောလုံးကောင်းတယ်ဘယ်ကတည်းရောက် မဟုတ်ဘူးစားလို့ကောင်းတယ်လေအပြော့အမအောင်ပြောတာဒီဟာအပြော့ ဘယ်လိုသမားကိုရောင်းပထမရောင်းလေးကပိုးလာတယ်ရောင်းရောင်းနေ ပထမရမနှမ်းများသွားလို့ဒါနှမ်းလျှော်ထားတာ ကောင်းကြီးကိုရားကွာအုံးသီးနေနေနေဟမ်